အာဆင်နယ်ဘာကြောင့်ချန်ပီယံဖြစ်ခဲ့တယ်လဲမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးကိုသဘောကျရင် like လုပ်လေးနှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့တတိယနဲ့နှိပ်ပေးတော့ပါအောင်အာဆင်နယ်ဘာကြောင့်ချန်ပီယံဖြစ်ခဲ့တယ်လဲဆိုတာကိုမြင်သာတဲ့အချက်တွေနဲ့ပြောပြပေးပါမယ်ဒါက22နှစ်ကြာစောင့်ခဲ့ရတဲ့အောင်မြင်မှုပါအတော်လေးနှီးစပ်ခဲ့ပြီးမှဒုတိယနဲ့ကျင်းခဲ့ရတဲ့ရာသီတွေအာဆင်နယ်ခဏကြုံခဲ့ရပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အာဆင်နယ်ကမတူညီခဲ့ပါဘူးအရင်ရာသီတွေနဲ့မတူတာကသူတို့ကဖိအားကိုကြော်ဖြတ်နိုင်ခဲ့တယ်ကြန့်ခိုင်မှုကိုပြသခဲ့တယ်ပြီးတော့နောက်ဆုံးမှာတော့ Premier League ဖလားကိုကင်မြောက်နိုင်ခဲ့တယ်အာဆင်နယ်ကယူပေးခဲ့တဲ့ရွှေဖလားကြီးကနောက်ဆုံးရခဲ့တဲ့အမှတ်ပေးဖလားဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာအာဆင်နယ်ကပြိုလဲသွားခဲ့ပါတယ်ဒီနေရာမှာကျွန်တော်အမြင်လေးတစ်ခုပြောချင်ပါတယ်အာဆင်နယ်ကအာတီတာလို့ငွေ3ခွင့်ရခဲ့ရင်အာဆင်နယ်အမှတ်ပေးဖလားကိုဒီထက်စောစောရခဲ့မှာပါအခုတော့22နှစ်ထိစောင့်ရမယ်မထင်ပါဘူးဝမ်းနဲ့ကြာကောင်းတာကအာဆင်နယ်ကအာတီတာလိုငွေ3ခွင့်မရခဲ့ပဲငွေရှာပေးခဲ့ရတဲ့နီးပြဖြစ်ခဲ့တာပါလူငယ်လေးတွေဝဲခြေစွမ်းတက်လာရင်ပြန်ရောင်းစားနဲ့အခုအာဆင်နယ်တို့ကန်နေတဲ့အိမ်ဝင်းကြီးကအာဆင်နယ်ကရှာပေးထားတဲ့ငွေတွေနဲ့တိစောက်ထားတာပါကျွန်တော်စိတ်ထဲမှာအာတီတာဘလောက်ပဲလှုပ်ပြပါစေအာဆင်နယ်ကိုမမီဘူးလို့ယုံကြည်ပါတယ်ဒါကကျွန်တော်အတွေ့အကြုံပါဒါဆိုရင်အာဆင်နယ်ကဘာကြောင့်အခုနှစ်ရာသီမှာချန်ပီယံဖြစ်ခဲ့လဲအဲ့ဒီအဓိကအကြောင်းရင်းတွေကိုကြည့်လိုက်အောင် Tactical Evolution ပထမဆုံးပြောရင်အာတီတာရဲ့ Tactical Evolution မှာအရင်အာဆင်နယ်ကတိုက်စစ်ကောင်းပေမဲ့ control ဘိုင်းမှာအားနေတယ်ကြီးမားတဲ့ပွဲတွေမှာ unstable ဖြစ်တတ်တယ်ဒါပေမဲ့ဒီရာသီအာဆင်နယ်ကပို့ပြီးတော့ complete တင်ဆန်လာတယ် bullet play ပိုကောင်းလာတယ် position control ပိုတည်ငြိမ်လာတယ် control press ပိုကောင်းလာတယ်အဖက်ဖက်ကပိုအားကောင်းလာတယ်အရေးကြီးဆုံးကသူတို့ဟာပွဲကို dominate လုပ်နိုင်တဲ့အသင်းဖြစ်လာတယ်အာတီတာကပြီးခဲ့တဲ့ရာသီတွေကသူ့ရဲ့ process တစ်ခုကိုပြီးအောင်တည်ဆောက်ခဲ့ပြီးအခုရာသီမှာအကောင့်ထဲပေါ်လာတယ်လို့မြင်ပါတယ်နှစ် Declan Rice effect ဒုတိယအချက်ကတော့ Declan Rice ပါ Rice က goal တွေ assist တွေမဟုတ်ဘူးပွဲရဲ့ tempo ကိုထိန်းနိုင်တယ် transition တွေဖြတ်တယ် press resistant ကောင်းတယ် big match တွေမှာ Rice ကြောင့် Arsenal ကွင်းလယ်ကတစ်နှစ်ပိုငြိမ်လာတယ်အရင်အာတီတာရောက်ခါစားနှစ်တွေမှာ Arsenal မှာကွင်းလယ်ကဟန်ချက်မညီခဲ့ဘူး Rice ရောက်လာပြီးနောက်မှာ Arsenal ကွင်းလယ်ကဥရောပရဲ့အကောင်းဆုံးကွင်းလယ်တွေကတစ်ခုဖြစ်လာခဲ့တယ်3ခံစစ်တည်ငြိမ်လာတယ်ချန်ပီယံအသင်းတိုင်းမှာ great defense ရှိတယ် Arsenal ရဲ့ back line ကဒီရာသီ title challenge ရဲ့အခြေခံအုတ်မြစ်ဖြစ်ခဲ့တယ် central back တွေက consistency ကောင်းတယ် full back တွေကနီးစနစ်ပိုင်းအရာပြုတ်လွယ်ပြောင်းလဲကစားပေးတယ်ဂိုးသမားက stable ကိုပေးနိုင်တယ်ဒါကိုဘယ်အချက်ကမြင်သာစေလဲဆိုတော့အခုရာသီမှာ Arsenal ကဂိုးပေးရတာနည်းတဲ့အသင်းတွေကတသင်းဖြစ်လာတယ်4 squad deep title race မှာပွဲထွက်17ယောက်နဲ့တင်မလုံလောက်ဘူး squad deep လို့တယ်ပွဲထွက်17ယောက်အပြင်အရန်ခုံမှာလဲတောင်တင်းနေမှာသာချန်ပီယံအိမ်မက်ကိုမျှော်မှန်းလို့ရပါတယ်ဒီရာသီ Arsenal မှာ rotation quality ပိုကောင်းလာတယ်ဒဏ်ရာတွေကြုံရတဲ့အချိန်မှာ replacement တွေ performance တွေပေးနိုင်တယ်ပြီးခဲ့တဲ့ရာသီတွေမှာ Arsenal ရဲ့အဓိကပြဿနာကစီဇန်အဆုံးသားရောက်ပြီဆိုတာနဲ့ energy ကျသွားတယ်ရာသီပြီးကန်လေးလေတရေတွေကျပြီးအမှတ်လျော့လာတွေဖြစ်လာတယ်တကိုးရပြီးတာနဲ့ထိမ့်ဖို့ပဲကြိုးစားခဲ့တာ Arsenal အမှားပဲဒီလိုနဲ့မထိန်းနိုင်ပဲပြန်ပေးရရင်တရေပွဲတွေများသွားတယ်ဒီရာသီမှာတိုက်စစ်ကတကိုးရပြီးရင်ခံစစ်ကဂိုးပြန်မပေးရအောင်ထိန်းနိုင်လာတယ်အရင်နှစ်တွေကလို့ဂိုးတွေပြန်ခွင့်မပြုခဲ့ရအောင်ထိန်းနိုင်လာတယ်ဒါကအရေးကြီးတဲ့အချက်တွေကတစ်ချက်ပဲငါတောင်းကံမောအာဆင်နယ်ကဒီရာသီမှာတောင်းကံမောတွေကနေအမှန်အများကြီးရခဲ့ပါတယ်တောင်းကံမောကတရားဝင်ဆိုပေမဲ့အာဆင်နယ်တောင်းကံမောကိုတော့မကြိုက်ပါဘူးဒီတစ်ခုလေးတော့ပြောပြစေအာဆင်နယ်ကိုဒီရာသီတောင်းကံမောကြောင့်သာမဟုတ်ရင်အမှတ်တွေအများကြီးဆုံးရှုံးသွားနိုင်ပါတယ် mentality change စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုအရေးကြီးဆုံးအချက်က mentality ပါပြီးခဲ့တဲ့နှစ်တွေမှာအာဆင်နယ်က pressure အောက်ရောက်ရင်အမှတ်လဲလျော့တတ်တယ်ဒါပေမဲ့ဒီရာသီအာဆင်နယ်က champion mentality ပြလာတယ်နိုင်ရမယ့်ပွဲတွေနိုင်တယ်ခက်ခဲတဲ့ပွဲတွေကိုကြော်ဖြတ်တယ် pressure ကို handle လုပ်နိုင်တယ်ခုနှစ်ပြိုင်ဘက်တွေအားနေနေတယ်ဒါကလည်းထည့်ပြောမယ့်အချက်ဖြစ်ပါတယ်အခုနှစ်မှာအသင်းတိုင်းကကမောက်ကမတွေဖြစ်နေပါတယ်ရလက်တွေမတည်ငြိမ်ဖြစ်နေပါတယ်နောက်ပိုင်းနှစ်တွေမှာအမှတ်ပေးဖလားအတွက်အဓိကပြိုင်ဘက်တွေဖြစ်တဲ့ Man City နဲ့ Liverpool ကိုယ်တိုင်ရိုင်နေပါတယ်နောက်ပိုင်းနှစ်တွေမှာအမှတ်ပေးဖလားအတွက်အဓိကပြိုင်ဘက်တွေဖြစ်တဲ့ Man City နဲ့ Liverpool ကိုယ်တိုင်ကရိုင်နေပါတယ်ဒါကြောင့် Arsenal ကဒါကိုကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်အကျဉ်းချုပ်ပြောရရင် Premier League Champion ဖြစ်ဖို့ talent တစ်ခုတည်းနဲ့မလုံလောက်ပါဘူး Tactical လိုတယ် mentality လိုတယ် squad deep လိုတယ် consistency လိုတယ်အာဆင်နယ်ဟာဒီရာသီအဲ့အချက်တွေကိုပြနိုင်ခဲ့တယ်။ဒါကြောင့်လဲသူတို့ဟာနောက်ဆုံးမှာ Premier League ဖလားကိုကင်မြောက်နိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနေငယ်ကအာဆင်နယ်ကိုလူတွေဘယ်လိုမြင်ခဲ့ကြလဲ။လူငယ်တွေရှိတယ် talent ရှိတယ် attack ကောင်းတယ်ဒါပေမဲ့ champion မဖြစ်နိုင်သေးဘူးလို့ပြောကြတယ်။ဖိအားများလာရင်အမှားလုပ်တတ်တယ်။အရေးကြီးတဲ့အချိန်ရောက်ရင်ရာသီအဆုံးသားရောက်ရင်ပြိုလဲတတ်တယ်။ဒါကအာဆင်နယ်ကိုနှစ်ပေါင်းများစွာလိုက်နေတဲ့ image တစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့ဒီရာသီမှာတော့အရာအလုံးပြောင်းလဲသွားတယ်။အာဆင်နယ်က title challenger မဟုတ်တော့ဘူး။ champion ဖြစ်လာခဲ့တယ်။ဒါဆိုဘာကြောင့်ဖြစ်တာလဲအဓိကအကြောင်းရင်းကအာတီတာရဲ့ project နောက်ဆုံးအဆင့်ရောက်လာလို့ပဲအာတီတာအာဆင်နယ်ကိုစားရောက်တဲ့အချိန်မှာအသင်းကမတည်ငြိမ်ဘူး squad balance မကောင်းဘူးအဝတ်လဲကန် atmosphere ပြဿနာတွေရှိတယ် identity ပျောက်တယ်ဒါပေမဲ့အာတီတာကအလင်းလိုမသွားခဲ့ဘူးအသင်းကိုအစင်းစင်းပြန်တိဆောက်ခဲ့တယ်
သူလိုချင်တဲ့ football philosophy ကိုအချိန်ယူတည်ဆောက်ခဲ့တယ်။ ball possession control, high pressing, positional play, build up structure အရာအလုံးကိုတဖြည်းဖြည်းတည်ဆောက်လာခဲ့တယ်။ဒီရာသီမှာတော့အဲ့ဒီ project ဟာအပြေးအဝအသီးပွင့်လာခဲ့တယ်။ Arsenal ကိုကြည့်လိုက်ရင်အရင်လို chaos football မဟုတ်တော့ဘူး။သူတို့ဘာလုပ်မယ်ဆိုတာသူတို့ကိုယ်တိုင်သိတယ်။ဘောလုံးကိုဘယ်လိုထိမယ်ဘယ်လို press တက်မယ်ဘယ်လို space ဖန်တီးမယ်အားလုံးက system တစ်ခုအောက်မှာလှုပ်ရှားနေကြတာ။ဒါက champion အသင်းတွေရဲ့ပုံစံပဲ။နောက်တစ်ခုက midfield dominance ပါ။ midfield နိုင်ရင် gain နိုင်မှုပိုလွယ်တယ်။ဒီရာသီ Arsenal midfield ကအရန်တည်ငြိမ်ခဲ့တယ်။အထူးသဖြင့် Declan Rice ရဲ့ influence ကကြီးမားတယ်။လူအများက goal နဲ့ assist ကိုပဲမြင်ကြတယ်။ဒါပေမဲ့ football မှာမမြင်ရတဲ့အလုပ်တွေရှိတယ်။ counter attack ကိုမစခင်ဖြတ်တောက်ပြတာ၊ဖိအားအောက်မှာဘောလုံးမပြတ်တာအသင်းရဲ့ rhythm ကိုထိန်းတာ transition movement တွေကိုထိန်းချုပ်တာ။ Rice ကဒီယာတွေကိုအရန်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။သူကအသင်းကို balance ပေးတဲ့ player ဖြစ်လာခဲ့တယ်။ဒါကြောင့် Arsenal midfield ဟာပို့ပြီးတော့ complete ဖြစ်လာခဲ့တယ်။ဒါပေမဲ့ champion ဖြစ်ဖို့ attack တင်မရပါဘူး defense လည်းလိုပါတယ်။ champion အသင်းတွေကိုကြည့်လိုက်ရင် common point တစ်ခုရှိတယ်။ခံစစ်ပါတယ်။ Arsenal ကဒီရာသီမှာအဲ့ဒီအချက်ကိုအရန်ပြနိုင်ခဲ့တယ်။သူတို့ game management ပိုကောင်းလာတယ်။အရင်လို game control ပျောက်သွားတာနည်းသွားတယ်။ goal တကူရထားရင်ထိန်းနိုင်လာတယ်။ဖိအားအောက်မှာတည်ငြိမ်လာတယ်။ claim sheet တွေပိုရလာတယ်။နောက်တစ်ခုက squad deep ပါ title race က9ဝက်10ဝက်ကစားပြီးစုံတာမဟုတ်ဘူး။ရာသီရှည်ကြီးတစ်ခုကိုဖျက်ကျော်ရတာ injury ဝင်မယ် form ကျမယ် fatigue ဝင်မယ်ဒီအချိန်မှာ squad deep လိုတယ် branch quality လိုတယ် rotation quality လိုတယ်ဒီရာသီ Arsenal ကအရင်ထက်ပိုပြီးတော့အဲ့ဒီချက်တွေမှာတိုးတက်လာတယ်ဒါကြောင့် season အဆုံးထိ performance level ကျမသွားဘူးဒါပေမဲ့အကြီးဆုံးပြောင်းလဲမှုကတော့ mentality ပါထဲလန်တစ်ခုတည်းနဲ့ champion မဖြစ်ဘူး mentality လိုတယ် champion mentality လိုတယ်အရင်က Arsenal က PR ရောက်ရင်ပြိုလဲတက်တယ်ဒါပေမဲ့ဒီရာသီမှာမတူတော့ဘူးနိုင်ရမယ့်ပွဲနိုင်တယ်ခက်ခဲတဲ့ပွဲတွေမှာ result ယူတယ် PR အောက်မှာဆုံးဖြတ်ချက်မှန်တယ် champion အသင်းတွေလို mindset ပေါ်လာတယ်နောက်တစ်ခုရှိသေးတယ်ကြာရှုံးမှုတွေတခါတလေကြာရှုံးမှုကအကောင်းဆုံးဆရာဖြစ်တယ်အရင်ရာသီတွေက title race အတွေ့အကြုံတွေနီးနီးလေးရောက်ပြီးလွဲခဲ့တာတွေနာကျင်ခဲ့ရတာတွေအားလုံးက Arsenal ကိုပို့ပြီးတော့မာကျောစေခဲ့တယ်နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ project တစ်ခုရဲ့ရလဒ်ဖြစ်တယ် system ရှိတယ် quality ရှိတယ် mentality ရှိတယ် consistency ရှိတယ်ဒါကြောင့်မဲ့ Arsenal ဟာနောက်ဆုံးမှာ Premier League ဖလားကိုကင်မြောင်းနိုင်ခဲ့တာပါအားလုံးပဲဘယ်လိုထင်ကြလဲဒီနေ့ video လေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီးဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ tactical analyze ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာကောင်းပါမှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ